တက်ပြီးတဲ့အခါမှာအယောင်လေးပို့ပြီးလာတော့ဖို့အတွက်အယောင်တင်လေးနည်းနည်းလေးထည့်ထည့်ပြီးတော့စီတက်ပြီးပါမယ်စီတက်ပြီးလို့ချက်သွန်နီလေးတွေကအယောင်လေးနည်းနည်းနွမ်းလာမယ်အနံ့လေးလည်းနည်းနည်းမွေးလာမယ်ဆိုရင်တော့ခုနကတော့အနေတော်လေးလိထားတဲ့ခရမ်းချက်လေးထည့်ပြီးတော့စီထပ်တက်ပြီးပါမယ်ခါရတော့လေစီတက်တဲ့အခါမှာအနံ့မွေးဖို့အတွက်ငမြာရည်လေးထည့်ပြီးတော့စီတက်ပေးပါတယ်နောက်ပြီးတော့အရသာမုံလေးလည်းထည့်ပါတယ်ခရမ်းချင်သေးလေးတွေပို့ပြီးတော့ခြေသွားဖို့အတွက်ထောင်းစုံတွေကိုစုံချင်းရည်လေးကျင်ပြီးတော့စီတက်တဲ့ထဲကိုထပ်ထည့်ပြီးတော့ချက်ပါမယ်အချုံမုံလေးနည်းနည်းထည့်ပါမယ်ပြီးရင်တော့ခုနကတော့ခောက်ထားတဲ့ကြက်ဥနှလုံးကိုထည့်ပြီးတော့မွေပါမယ်အနစ်လေးတွေခြေသွားအောင်စုံလေးနဲ့တည်တည်ချာချာမွေပြီးတဲ့အခါမှာခုနကတော့တက်စင်ထားတဲ့ခဏလေးတွေကိုထည့်ပြီးတော့ထပ်မွေပါမယ်တချို့ကတော့ကနန်းကို